ဒီဗီဒီယိုမှာကျွန်တော်သုံးနေတဲ့စပင်းလေးအကြောင်းပြပြပါမယ်ကျွန်တော်ကတော့ဖြတ်ပါစတင်ထဲမှာကျွန်တော်၄ယောက်ကတော့5 finger သုံးပါတယ်5 finger ၄ယောက်တပည့်တက်လက်တပည့်တက်အဖကကျော်ဘာပါမလဲဆိုတော့တမဲလေးပါမယ်ပင်ပါမယ်8 side ADF ပါမယ်ပေါ့ဒီခေါင်းလေးတော့မသုံးပိတ်ထား level right ပေါ့ left right ကိုတပည့်တက်နေတယ်လည်းရှုပ်split လောက်ကတော့ဖွင့်လာတယ်နောက်ပြီးတော့ဒီကောင်က joystick ကိုအသေးထားဖွင့်ထားမယ်ဆိုရင်ကိုယ့်ရဲ့ joystick ကအသေးဖြစ်သွားမယ်လှုပ်မရဒီကောင်ကတော့ကျွန်တော်ကြိုက်တယ်အသေးထားဆော့ရတာကြိုက်တယ်ဘာလို့လဲဆိုတော့လက်ကကျွန်တော်ရဲ့ဒီ joystick သွားတဲ့လက်ကဒီနေရာကျတယ်ဒီထောက်တဲ့နေရာပုံမှန်ရှိတယ်ဒါပေမဲ့ဒီ game မှာထောက်တဲ့နေရာပုံမှန်ရှိပေမဲ့သူ့ရဲ့ split လောကကြတော့ထားခြင်းလို့ထားလို့မရဘူးဒီလောက်ဆွဲမယ်ဆိုလို့ရှိရင်တော့နည်းနည်းကွာဝေးရဒီလောက်ပဲဒီကွာဝေးကိုနည်းနည်းလေးမနီးတော့ကိုယ့်ရဲ့ joystick ကြီးလိုက်လည်းမနီးတော့အကျော်အဆင်မပြေဘူးဒီအသေးထားဆော့ဖို့ကကိုယ်မြင်မြတ်ဆက်ဆန်မူမမြင်မြတ်ဆက်ဆန်သွားခြင်းလာခြင်းနေဆိုရင်တော်တော်လေးကိုတိုင်ခတ်တယ်ပေါ့လက်မောက် screen ရဲ့အလဲကြော်လောက်ကိုအထိကိုဆွဲရတာအကျော် joystick ကိုတေးအောင်ထားပြီးတော့ပဲဒီကောင်ကိုပိတ်ဆော့လိုက်တယ်အဲ့ဒါဆိုရင်ကိုထောက်တဲ့နေရာကိုသူက joystick လှုပ်နေတာအဲ့တော့နည်းနည်းတော့ဆော့ရတော့အဆင်ပြေပါတယ်နောက်တစ်ခုကဒီကောင်ကတော့ကျွန်တော်ဒီကောင်ကတော့ကျွန်တော်ဘယ်ဟာလုံးလဲလဲတခြားတော့မသိဘူးအဲ့ all the way ထားလိုက်တယ်ဒါပြီးတော့gadget ပေါ့ sorry gadget ကိုသူက separate lock ခတ်တာကြောပြေးနေတဲ့အချိန်မှာဒီ gadget သုံးလိုက်ရက်သွားမှာအဲ့ကြောနည်းနည်းအဆင်မပြေတော့အကောင်ပိတ်ဆော့လိုက်တယ်ပြေးနေတဲ့အချိန်မှာ gadget သုံးလိုက်ဆက်မပြေတော့ဘဲနဲ့ရက်တန်းရက်သွားအဲ့ကြောနည်းနည်းပိတ်ထားလိုက်တယ်ဘာလို့တိတ်ပြီးတော့မသုံးအိမ်မှာADS ကိုကြောတော့ဟိုးထားလိုက်တယ်ဒါပေမဲ့ဘောဒီကောင်ဘောတော့ကဲလာအခေါင်နေလဲစောကြဒါပေမဲ့ဒီကောင်ကဘာမှတော့ပြောင်းလဲသွားမယ်တော့မထင်ဟိုးနေလေဟိုးပဲကြိုက်ပါတယ်အဲ့လိုကိုလွတ်လိုက်တဲ့ရှင်ပြန်ပြောက်သွားပါတယ်ဒီသုံးခုကလည်းပိတ်ထားဒီသုံးခုကဘာလဲဆိုတော့ rotation လုပ်တယ်ကင်မရာ rotation ကိုဖွင့်ထားမယ်ဆိုရင်ကင်မရာ sorry ဒီကောင်မဟုတ်ကျွန်တော်ပိတ်ထားတယ် sorry ဒီကောင်ကဖြောက်ထားတော့ဘာလဲဆိုတော့သူကပြစ်တဲ့ခလုတ်ဒီပြစ်တဲ့ခလုတ်မဟုတ်သေး sorry အတခုလွယ်နေဘာလို့လုံးမလို့လား training ground နဲ့ရောက်နေလားမသိဒီကောင်နည်းနည်းလုံးမလို့ဖြစ်နေကင်မရာ rotation နဲ့လုံးမလို့ဒီကောင်တွေကသူကATF bottom camera rotation ဒါကင်မရာစကုတ်လမ်းရဲ့ ATF လမ်းခလုတ်ကိုနှိပ်ပြီးတော့သူကဒီဟွာပေါ့အိမ်ဆွဲလို့ရတယ်ဒါပေမဲ့ဒီကောင်ကပြဿနာကသူ finger play ရဆိုတော့ကောင်းတယ်ဒီကင်မရာကိုဒီနားလောက်ထားရွှေ့ထားမယ်ပေါ့ဗျာသူ finger သုံးမယ်ဆိုရင်လက်မနဲ့နေရာလိုစကုတ်ချိန်ပြီးတော့ဆွဲလို့ရအိမ်ဆွဲလို့ရဒါပေမဲ့ 4 finger player တွေအတွက်ကျွန်တော်နည်းနည်းအဆင်မပြေဘူး4 finger 5 finger ပေါ့သူကအိမ်ဆွဲလိုက်မယ်ဆိုရင်ကင်မရာ ADF mode ဝင်သွားပြီးတော့အိမ်လွဲတတ်တယ်ခေါင်းအောင်ချိန်နေချိန်ညာဟိုဘက်တည်းရောက်သွားအဲ့ဒါဒီကောင်လည်းအဆင်မပြေဘူးကျွန်တော်သုံးမယ်ဆိုရင်အဲ့လိုကျွန်တော်ဒီကောင်ပိတ်ထားဒီနှစ်ခုကကျွန်တော်ပြစ်တဲ့ခလုတ်ကိုဟို AD ဟိုဆွဲရ ADF ဆွဲရအခုကလုံးမလုံးဖြစ်နေကျွန်တော်ဒီသုံးခုကိုပိတ်ဆော်ရယ်ဒီမှာကျတော့ရှုစတင်ဆိုတာဒါကကျွန်တော်အခုသုံးနေရဆိုတော့သူကနှစ်ခုပါတယ်သူကအိပ်ပြစ်မယ်ဆိုလို့ရှိရင်ဒီကောင် ADF fire cloak ဒီ cloak ကိုဖွင့်ထားလိုက်မယ်ဆိုတော့ ADF cloak ဒီကောင်ဆွဲပြီးတော့သုံးနေဆိုရင်တော့ဆန်းတော့စာဖွင့်ထားရင်တော့မစိုးကောင်းတယ်ကျွန်တော်ဒါကိုပိတ်ထားတယ်ပြီးတော့ဒီကောင်ဒီဟာလေးပဲသုံးထားတယ်အဲ့ဒါကြောင့်ဒီဥစ္စာကို all the way ဝင်ထားတယ်ရှုခလုတ်ကိုနောက်ပြီးတော့ရှုခလုတ်အဲ့ဥစ္စာကိုဘယ်ကသုံးမလဲဆိုတာရှိတယ်
ဒါကတော့အဆင်ပြေရတော့ထားလို့ရတယ်ဒါပေမဲ့ကျွန်တော် Hipfire သုံးနေဒါ only display lamp for 80s only display lamp for 80s အော်ဒီကောင်ကဒီလမ်းခလုတ်ပေါ့လမ်းခလုတ်ဒီခေါင်းဆောင်တဲ့ခလုတ်အကောင်တွေကိုဒီစကုတ်သုံးမှပေါ်လာမယ်ဥစ္စာဒါပေမဲ့အကောင်ကပိတ်စော်တယ်အကောင်ပိတ်စော်ဘာလို့ဆိုတော့အမြဲတမ်းပေါ်ခြင်းတယ်ကိုကဟိုနောက်တော့ဟိုတခုခုကာဝယ်နောက်မှရှိနေခေါင်းလေးဆောင်းပြီးတော့ချောင်းပြီးတော့စကုတ်တန်းဖွင့်ဒီကောင်လေးကမြဲဖွင့်တာကောင်းမှာနောက်တစ်ခုကသူကlandscape ကိုဟိုးသုံးမလား test သုံးမလားဆိုတော့ဟိုးtocket သုံးမလားပေါ့ tocket ဆိုတော့ဒီကောင်ကနှိပ်ထားတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်သူကဒီမှာခေါင်းဆောင်းနေမှာနောက်တစ်ချက်ထပ်နှိပ်မယ်ဆိုရင်ပြန်ဖြောက်သွားမှာအဲ့လိုတစ်ချက်နှိပ်မယ်ဆိုခေါင်းဆောင်းမှာနောက်တစ်ချက်နှိပ်ရင်ပြန်ဖြောက်ဒါမှအဲ့မကြိုက်ဘူးအဲ့တော့ဟိုးထားရဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ကိုကဒီမှာလွတ်လိုက်ပြီဆိုတာနဲ့လက်မလွတ်လိုက်တယ်နဲ့သူကတက်ပြောက်သွားမှာကိုဖိထားရင်လားသူကဟိုဖြစ်မှာခေါင်းဆောင်းနေမှာပေါ့လွတ်လိုက်မယ်ဆိုရင်ဖြောက်သွားမှာအကျော်ဒီကောင်ကဒီလိုဟိုးတုံးတာတော့ပို့ပြီးတွတ်တယ်လို့ခံစားရတယ်ဒီကျွန်တော်ဟိုးထားတုံးတယ်ပေါ့ဒါတော့သူက land slider ပေါ့ဒီကောင် slider တော့တိတ်မသုံး slider ကဘယ်လိုလုပ်လို့မလဲဆိုတော့အခုဒါ slider only ထားကြည့်မယ်သူကဒီစကုတ်ကိုဘယ်ညာရွှေ့လိုက်တာလဲသူကတန်းပြီးတော့ခေါင်းဆောင်းနေတာပေါ့ခေါင်းဆောင်းပြီးတော့တန်းပြီးတော့ဟောဖြစ်သွားမှာအဲဆိုဘယ်ညာဒီစကုတ်သုံးရုံနဲ့အကောင်ပြဿနာပါလဲဆိုတော့အကောင်လည်းစကုတ်ရှိန်မယ်ဆိုရင်နည်းနည်းဟောဖြစ်တော့ကျွန်တော်လက်မနဲ့ပဲဒီခေါင်းဆောင်းတာရွှေ့ရသုံးတာဆိုတော့အကောင်မလို့အဲကျွန်တော်အဲ့ဒါတော့မသုံး land slider ပြီး land slider မှာသူကအောက်မှာဟောရှိရ impact ဆိုတာတော့ပြောင်းမြန်ပေါ့ညာဘက်ကိုဆိုရင်တော့ဘယ်ဘက်ကိုရှိန်မယ်အဲ impact ကိုလည်းကိုစင်ပြေတော့သုံးလို့ရတယ်ဒါပေမဲ့ impact ကအဲ့ညာရွှေ့ညာမရောက်ဘဲနဲ့ဘယ်ရောက်နေရင်တော့စင်ပြေဘူးပေါ့အဲ impact ကိုပိတ်ထားတယ်ဒီမှာ land slider ရဲ့ speed တွေပေါ့minimum ဆိုရင်ဒီပေါ့ဘယ်လောက်ထားမလဲပေါ့ဒီမှာဒီကောင်လေးမသုံးတော့ကျွန်တော် land slider ကိုអော်ထားတယ် gameplay မှာ ATS သူက auto shoot ပါမယ် fire auto shoot ပါမယ်ကျွန်တော် auto shoot မသုံးကျွန်တော် off ထားတယ်သူ ATS auto shoot ကသူများပြောကြတော့ဒီစကုတ်ချိန်လိုက်တာနဲ့တန်းပြီးတော့ enemy ကိုကြီးမှန်မယ်ပေါ့ enemy စကုတ်ထဲရောက်တာနဲ့ကြီးမှန်မယ်စမ်းကြည့်လိုက်မယ်ဟုတ်တယ်ကိုယ့်ရဲ့ scope ထဲကို enemy ဝင်လာနဲ့ပြစ်မှာအဲ့အရောအစင်တော့မပြေဘူးကိုယ်6လောက်ကနေပြီးတော့ခေါင်းအောင်ဆွဲမယ်ဆိုရင်6လောက်ချိန်တာနဲ့တန်းပြစ်နေမှာကိုတိတ်တော့အစင်မပြေဘူးအကောင်လေးပိတ်ဆော်တယ် fire auto shooter ပိတ်ဆော်တယ်ပြီးတော့ aim ကတော့သူကအိမ်ဆွဲကိုပြစ်လိုက်တာနဲ့အိမ်ဆွဲပြီးမှာဒါတော့သိပါတယ်ဒီလိုမျိုးကိုကခုဘယ်ဘက်ကိုညာဘက်ကိုနည်းနည်းလေးဆွဲထားပြစ်လိုက်မယ်ဆိုရင်ကြီးက enemy ရှိတဲ့ဘက်ကိုဆွဲတော့မယ်အဲ့အကြောပြဿနာဘာလဲဆိုတော့ကိုကခေါင်းအောင်ပြစ်ရှင်လို့ enemy ကိုမြင်လိုက်တာနဲ့ကိုကတန်းပြစ်လိုက်ပြီတန်းပြစ်ပြီးတော့ခေါင်းအောင်ဆွဲမယ်ပေါ့သူက enemy မြင်လိုက်ရင်တန်းပြစ်ပြီးခေါင်းအောင်ဆွဲမယ်ဆိုသူကြီးကမဆွဲတော့ကြီးက enemy ရဲ့ခန္ဓာကိုပြန်ဆွဲနေမှာအကျော်အိမ်လွဲတတ်တယ်ပေါ့အဲ့လိုမျိုးအိမ်စစ်ကပိတ်ဆော့တာကောင်းပါတယ်တော်တော်များများလည်းအိမ်စစ်ကိုဖွင့်ဆော်တယ်ជីပိုထိရဆိုပြီးတော့ဆော့ကြတယ်ကျွန်တော်ကမကြိုက်ဒီအောက်ကောက်ဆိုင်ရတော့ဒါကြီးကတော့ auto လောက်တာကြီး reload auto ဒါကြီးအကုန်လုံးပိတ်ထားတယ် manual rubber နဲ့ 8ဆိုတာရောနောက်ပြီးတော့ဒါ scope ရဲ့ invert ပါဒါကြတော့ तू ကဆွမ်းနာဒီလမ်းဆိုတာဒီကောင်းတွေခေါင်းဆောင်းတာကိုပြောတယ်လမ်းဆိုတာခေါင်းဆောင်းလို့ဆိုအကောင်တွေကိုသူကဘယ်လိုထားမလဲဆိုတော့ ATS ထည့်မယ်ပေါ့ ATS ထည့်မယ်ဆိုတော့ခေါင်းဆောင်းတာနဲ့သူက scope တန်းရှိမှာခေါင်းဆောင်းတဲ့ scope တန်းရှိမှာဒါကြောင့်တိတ်တော့မကြိုက်ဘူးလေကျွန်တော်ခေါင်းဆောင်းတဲ့ scope တန်းရှိရမလို့အဲ့တော့ဆိုကျွန်တော်ကခေါင်းဆောင်းတာလည်းသုံးကျင်တယ်စကုတ်မရှိမယ်ခေါင်းဆောင်းတာလည်းသုံးကျင်တဲ့ကြောင့်အကောင်ပိတ်ထားဒီကောင်က तू ကဒါပိတ်လိုက်မယ်ဆိုတာနဲ့အောက်ကနှစ်ခုကအလုံးမလုံးတော့ तू ကဖွင့်ထားပိတ်ထားအလုံးမလုံးအကျော်ဒီက तू ကဒီရတော့ပဲဒီနှစ်ခုကလုံးမှာအကျော်တော့ဒီဒါကိုကျွန်တော်ပိတ်ဆော့ရတော့ဒီကမလုံးတော့ဒီကောင်ကဖွင့်ဆော့မယ်ဆိုရင်ဒီကောင်လေးကဘာလဲဆိုတော့ तू က
စကုတ်ဒီစကုတ်ချိန်လိုက်မှလည်းဒီစကုတ်ကထွက်သွားမှာဒီခေါင်းဆောင်နာချိန်လိုက်တာနဲ့စကုတ်ကတော့ချိန်မယ်ဒါပေမဲ့ခေါင်းဆောင်နာကိုလွတ်လိုက်မယ်ဆိုရင်ထွက်သွားမှာအဲ့လိုမျိုးအဲ့ဒါကိုမှဒီကောင်ကိုပိတ်ထားမယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ဒါတော့အခုတော့ဒါတော့တိတ်လုံးမလို့ရှင်တော့ဒီ trading ground လေးရောက်နေလားဘယ်လိုတော့ကျွန်တော်လည်းဒီစားမသိဒီကောင်တွေကဒီခေါင်းဆောင်နာဒီလိုမျိုးထွက်မသွားတာတွေပါအဲ့လိုရှိဒီရှာတော့ကျွန်တော်လည်းမစမ်းဖြစ်တော့အဲ့ဥစားမတုံးတဲ့အတွက်ကြောင့်နောက်တစ်ခုကဒီကောင်မယ်လီကိုကျွန်တော်ကအမြဲထားလိုက်တယ်ဟိုသုံးပါမယ်လီသုံးနေဆိုတော့အမြဲထားတယ် always ထားတာပေါ့ sorry နောက်ပြီးတော့ weapon gadget impact ဆိုတာသူက weapon ကိုဘာလို့သုံးမလဲပေါ့ two step နဲ့ပဲသုံးတယ်two step ဆိုတာဘာလဲဆိုတော့အခုဒီမှာဒီ weapon ကိုကင်လိုက်တယ်မကင်ချင်ဘူးဖျောက်လိုက်တယ်ကင်လိုက်တယ်မကင်ချင်ဘူးဖျောက်လို့ရတယ်ကင်နေပြစ်တယ်ပြီးရင်ပြန်ဖျောက်တယ်အဲ့လိုမျိုးသုံးတာ two step သုံးတာတကယ်လို့အဲ့မှာ two step သုံးမယ် quiz သုံးမယ်ဆိုရှင် quiz သုံးမယ်ဆိုရှင်ဒီကောင်ကကန်လိုက်တာနဲ့တန်းပြီးတော့ဒီအောင်နှိမ့်လိုက်တာနဲ့တန်းပြီးကြီးရတန်းထွက်သွားမှာကိုကချိန်တော့မချိန်ရသေးဘူးအဲ့လိုမျိုးသိရမလားသုံးတယ်ကျွန်တော်ကဒီဥစ္စာကလက်မနဲ့သုံးတာဆိုတော့အဲ့လို quiz မသုံးတော့ဘူး two step သုံးတယ်တကယ်တော့အဲ့လိုမျိုးကိုကတနည်းအားမှာအပေါ်ရီပိုင်းမှာဒီ cloud လေးကိုပေါ်ရီပိုင်းမှာထားဆော့မယ်ဆိုရင်တစ်ချက်ပဲနှိမ့်လိုက်တာနဲ့ထွက်ချင်တယ်ဆိုရင်အဲ့လိုတော့သုံးလို့ရတယ်အဲ့လိုအဆင်ပြေအဲ့ဆိုတော့ quiz နဲ့သုံးတာပိုအဆင်ပြေအောက်ကဥစ္စာကကျတော့gadget ဆိုတော့ဒီ drone တွေပါတယ်ပေါ့ drone လို့ဟို wifi ကျွန်တော် granted တို့အဲ့လိုမျိုးစုံပေါ့ဗျာဒါ trolley ပဲလည်းတူတူပဲအဲ့လိုမျိုးဥစ္စာတွေမျိုးကြီးမှာသုံးတဲ့ဥစ္စာတွေ drone ဆိုလဲ drone ကိုကင်ထားမယ်ကိုကပြစ်ရှင်မှာဒီလိုပြစ်မယ်အဲ့လိုမျိုးသူကကျတော့ quiz လောက်လိုက်မယ်ဆိုရင်တော့တန်းပြီးတော့ပြစ်လိုက်မှာပေါ့နှိပ်လိုက်တာနဲ့တန်းပြစ်သွားမှာအဲ့ကျတော့ဒီကောင်တွေရောကျွန်တော် two step ပဲသွားရပေါ့အကြတာရောဘာမှတော့မပြောင်းသူတွေကအတိုင်းပဲ yes and DMI ပဲ shotgun တွေပါအကောင်တွေရောဒီတိုင်းပဲထားတယ် bottom pad နဲ့ပဲပေါ့တန်းတဲ့လည်းတက်ပြစ်အဲ့လိုမျိုးပဲသုံးတယ်အဲ့တော့ relap ပါမယ် relap ဆိုတာဒီခင်းရောနည်းနည်းတော့ဟိုပါဖြစ်တယ်ဗျထားပါဒီဥစ္စာရောကျွန်တော်ထားလိုက်တော့မယ် gadget ထဲမှာကတော့ဘာမှတော့မပြောင်းဒီတိုင်းပဲသူ့ဟာနဲ့သူသားတယ် drone ကိုကျတော့ free တန်းထားတယ်နောက်ပြီး drone ချက်အောင် bottom pad ထားတယ် bottom pad ဒီကိုက drone ခုတ်မယ်ဆိုရင်ဖိပြီးတော့ဟိုဖြစ်လိုက်တယ်ပေါ့ဂျန်ခုံနဲ့ဒီလိုက်တစ်ချက်နှိပ်လိုက်ရင်ဂျန်ခုံမယ်ဗျာအဲ့လိုမျိုးဖိထားပြီးတော့ဟိုဖြစ်မယ်ဆိုရင်သူနေရာရွှေ့ပြီးတော့ပြောင်းမယ်ဒီမှာဆိုရင်ဒါဒီမှာဂျန်ဟိုပြတယ်ဆို relat ထားတာပတ်ဆိုရင်တော့သူကနှိပ်လိုက်တာနဲ့တန်းပြီးတော့ခုံသွားမှာအဲ့လိုမျိုးနောက်ပြီးတော့အောက်ကနှစ်ခုကတော့နည်းနည်းတော့အရေးပါတယ်ပေါ့သူက stay in drone view 1 pre-paid amp ဆိုတော့သူကအခုကျွန်တော်ပွဲထဲမှာဆရင် drone နဲ့ပတ်ပြီးတော့သွားတဲ့ချိန်မှာဟိုအချိန်ကဟိုပြည့်သွားပြီပေါ့ကျွန်တော်တို့ဟိုသွားချရတော့မယ်ဘုံသွားထောက်ဟိုဖြစ်တော့မယ်ဆိုရင်ဘုံစုံသွားရတော့မယ်ဆိုရင်ကိုယ့်ရဲ့ drone ကိုဥပမာတွေကကျွန်တော်အခု enemy ကို second light ဖတ်နေတယ် identity second light ဖတ်နေတဲ့အချိန်မှာကို drone ကို enemy ကမြင်သွားပြီလိုက်ပြတဲ့အချိန်မှာကိုကပြေးနေတယ်အဲ့အချိန်မှာအချိန်ကပြီးသွားပြီကိုကဘုံစုံချားတော့မယ့်အချိန်ရောက်သွားရင် drone ကအနားမှာရက်သွားပြီကိုကလူရှီရောက်လာအဲ့လိုမျိုးဆိုလို့ရှိရင်ကို drone ကပြစ်ခံရဖို့များတယ်အဲ့ကြောဒါပိတ်ထားမယ်ဆိုရင်အဲ့လိုမျိုးဖြစ်မှာအခုဖွင့်ထားလိုက်မယ်ဆိုရင်ကိုကအချိန်ကုန်သွားလဲကို drone ကိုတွားချင်တယ်လို့တွားလို့ရသေးတယ်အဲ့လိုမျိုးကိုရှတွားရတော့မယ်ချိန်မှာဟိုဖြစ်သွားပြီ drone ကိုချွေလို့ရသေးတယ်အဲ့ကြောင့်လည်းကိုကပြေးလို့ချောင်လို့ရသေးရဲ့ပေါ့ဒီကောင်လေးတော့ကျွန်တော်ဖွင့်ဆော့ရပေါ့ sorry ချုပ်သွားလားမသိဘူးလူများစုကဒီဟာလေးကိုပိတ်ဆော့ကြတယ်ပိတ်ဆော့ရဲဆိုတာ तू ကအခုဆက်လာခြင်းဒုံးချမယ် enemy ကို identity လိုက်ဖက်မယ်ပြီးရင်ကိုဒုံးလေးကိုနေရာချထားမယ်ပြီးရင်အချိန်ကုန်သွားပြီဆိုရင်ကိုလူရှိကိုပတ်ဆွေတန်းရောက်လာမယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့အဲ့လိုမျိုးကတော်တော်များများတော့ကြုံကြရအခုဒုံးတွေလိုက်ပြစ်နေတဲ့အချိန်ကုန်သွားပြီဆိုလို့ရှိရင်ဒုံးရက်နေတာလူရှိကို तू ကပြန်ရောက်သွားကင်မရာ view ကပြန်ရောက်သွားတဲ့အချိန်မှာကိုဒုံးကပြစ်ခံရတယ်ကျွန်တော်အဲ့လိုတော့မကြိုက်ဘူးကျွန်တော်ဖွင့်ဆော့ရဲအဲ့လိုမျိုး identity လိုက်ဖက်တယ်ကိုမြင်သွားလို့ရှိရင်ပတ်ပြေးနေရဲကိုကဟိုဘုံချရတော့မဲ့အချိန်ရောက်လူကြီးရောက်ရမဲ့အချိန်တော့မှကျွန်တော်ပတ်ပြေးနေတော့မယ်အဲ့လိုမျိုးဒုံးနဲ့ကိုအဲ့လိုမျိုးကိုဒုံးကိုစိတ်လို့ရတယ်ပေါ့ဒီကောင်လေးကျတော့ do not NRA drone view after trolling ဆိုတာဒီကောင်ကကျတော့ကိုယ့်ရဲ့ drone ကိုပြစ်လိုက်လို့ရှိရင်ပြစ်ချင်းမှာ drone ရှိကိုကျွန်တော်တန်းမရောက်တော့ကင်မရာ view ကတန်းမရောက်တော့လူမှာပဲကျွန်တော်အဲ့ drone ရှိကိုကြည့်ချင်တယ်ဆိုမှကင်မရာကိုဝင်ကြည့်ရ
တကယ်တော့အဲ့ကောင်ပိတ်ထားတယ်တော်များများပိတ်ကြပါတယ်အဲ့လိုမျိုးဟိုပါပေါ့ပိတ်ထားမယ်ဆိုလို့ရှိရင်ကိုကဒရုန်းကိုပြစ်လိုက်ပြီးဆိုတာနဲ့ကင်မရာတန်းပွင့်သွားမှာကိုဒရုန်းကြီးကိုတန်းရောက်အောင်မှာအဲ့ဒါဘယ်လိုမျိုးချိန်မှာပြဿနာရှိလဲဆိုတော့ဒရုန်းကြီးကိုကိုကလေပေါ်လိုက်ပစ်လိုက်တယ်ဟိုတိုက်မြင့်နေလမ်းပြလိုက်ဆိုကိုကဒရုန်းထဲကိုဝင်သွားရဆိုရင်နည်းနည်းမူးတာပေါ့ကြည့်ရလဲနည်းနည်းမူးရနောက်ပြီးတော့ကိုကအဲ့လိုမျိုးဝင်သွားပြီဆိုလို့ရှိရင် enemy ကဒရုန်းပစ်လိုက်ပြီဆိုပြီးတော့ကိုကိုလာပြီးတော့ဒီကောင်ဒရုန်းကြည့်နေမှာပဲဆိုပြီးလာတက်လို့လွယ်တယ်ပေါ့enemy နဲ့နီးနေတဲ့အချိန်ကျရင်အဲ့ကျရင်တချို့ကျော် bait လုပ်တယ်ပေါ့ drone bait လုပ်တယ် bait ဆော့ကြဟိုတချို့ run မြင့်တဲ့ player ရဲ့ဟို drone ကို enemy ရှိကိုပစ်လိုက်တယ်ပစ်လိုက်တဲ့အချိန်မှာ enemy ကဒီကောင် drone ကြည့်တော့မယ်ဆိုပြီးတော့ဒီနားနေ ground trap ပြီးတော့ကိုကိုချောင်းတော့မှာအဲ့ချိန်မှာကိုက drone ပဲပစ်ပြီးတော့ဒီလိုကိုကသူ့ကိုပြန်ချောင်းပြီးပစ်လို့ရတယ် drone ရှိကိုလူမဝင်တော့အဲ့ကောင်ကတော့ကျွန်တော်ကတော့ပိတ်ဆော့တယ်ပေါ့ပိတ်ဆော့ရတာပိုအဆင်ပြေတယ်နောက်လည်းကျွန်တော်သုံးတဲ့ sensitivity ကကြတော့ကျွန်တော်ကဒီမှာဒီ horizontal vertical ဒီ sensitivity ပေါ့ touch sensitivity ကို1လောက်ထားတယ်ပြီးတော့1လောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်ကfit ကိုထားတယ်ဒီမှာဒါနဲ့တစ်ခါတွဲပြလိုက်မယ်touch ဒီမှာပေါ့ touch acceleration type ပေါ့ဒီကောင်မှာ fit ထားလိုက်တယ်တော်တော်များများက speed နဲ့ထားဆော့ကြတယ် speed ကဒီကောင်ကချွတ်ရနည်းနည်းမြန်တယ်ပေါ့ကောင်းတယ်ပေါ့သူဆော့ကြတယ်တကယ်လို့ speed နဲ့ဆော့ချင်တယ်ဆိုရင်လည်းအဲ့လိုမျိုးဒီအပေါ်က horizontal vertical touch sensitivity ကို50လောက်ဝင်းကျင်လောက်ဆော့ရင်တော့ကောင်းတယ်ဗျ50ဝင်းကျင်လောက်ဆော့ရင်တော့မိုက်တယ်မဆိုးအဲ့ကျရင်လေ तू ကနေတော်လောက်ရောက်တယ်ပေါ့ကိုယ့်ရဲ့ဟိုဟာဆွဲတာတက်ဆွဲတာရဲ့ကျွန်တော်ကတော့1လောက်ထားပြီးတော့ fitness ဆော့ရဆိုတော့ fitness ထားရဆိုတော့လေတူလောက်ပဲသွားကြာတယ်အဲ့ကျ fitness ဆော့ချင်တာဆိုတော့ဒီဟာ1လောက်ထီတော့မြင်ထားလိုက်တယ်ပြီးတော့ aim down sight sensitivity ကကျတော့ဒီကောင်ကကိုယ့်ရဲ့ require ကိုထိန်းပြီးရပေါ့ဒီကောင် require မှာအချော့တော့ aim down sight sensitivity ကိုဘယ်လောက်ဝင်းကျင်လဲဆိုတော့သူက50ဝန်းကျင်လောက်ဆိုရင်တော့တော်တော်လေးကိုသုံးရအဆင်ပြေတယ်50ဝန်းကျင်ဆိုတာအခုကျွန်တော်ဆိုရင်45သုံးနေဗျာအဲသူက50ဝန်းကျင်50 53 54 55 56ထိပေါ့ဗျာအဲ့လောက်ဝန်းကျင်နေဆိုရင်ဒီကောင်တော်တော်လေးကိုကောင်းတယ်ပေါ့အိမ်ကဆွဲရလည်းကောင်းတယ် require လည်းတော်တော်လေးညိမ့်တယ်တရားအမြင်ကြီးတော့မတုံးတင်ဘူးဗျတရားအမြင်ဆိုရင်တော်တော်လေးကိုစိုးရဗျ require ကြီးတရားပြေးရလိုက်ထင်းလို့မလွယ်ဘူးအဲ့ကြောဒီကောင်က50ဝန်းကျင်လောက်ဆိုရင်အဆင်ပြေ50ဝန်းကျင်အောက်မှာ40အောက်တွေပါဆိုလဲမစိုးငြိမ့်တယ်တော်လေးငြိမ့်တယ်ဒါပေမဲ့ကျွန်တော်ကြတော့နည်းနည်းလေးလှုပ်ရှင်နေတယ် require နည်းနည်းလေးလှုပ်ရှင်နေအဲ့လိုမျိုးညိရှင်တာကြောင့်ဒီတဝက်လောက်ပဲထားရပါ45 50ဝန်းကျင်အဲ့လောက်ပဲထားစော်ကင်မရာတုံးCCTV ပါကြောင့်ဒီစစ်လောက်ပဲထားရတော့ဒီဘာကင်မရာတွေပါကြည့်ရပါလေပြီးတော့ improve smoothie ဒီကောင်ကဘာလုပ်လဲဆိုတော့ तू ကတက်ဆွဲတာကိုငြိမ်ပေးအောင်လုပ်တာကိုလက်ကအဲ့လိုဟန်ချက်မညီရပါဘူးဆိုတော့ဒီကောင်ကတော့တိတ်သုံးမဝင်ဘူးဗျဒီကောင်ကြီးကိုတရားကြီးတင်ထားမယ်ဆိုရင်ဒီကောင်ကတက်ဆွဲမယ်ဆိုလို့ရှိရင်ဒါကျွန်တော်ဂိုင်းလို့သုံးလို့ तू ကဂိုင်းလို့မသုံးချင်တက်ဆွဲမယ်ဆိုရင်ဒီကောင်ကြီးနည်းနည်းလေးတလို့ကြီးခံသွားရဗျလေးတယ်ပေါ့ဒီကောင်ကတော့ smoothie လုပ်ပြီးရပေါ့ဒီတက်ဆွဲတဲ့ချိန်မှာငြိမ်ပြီးအောင်လုပ်ပေးရဆိုတော့ဒါကြီးတော့တိတ်မကြိုက်ဘူးကိုယ့်ဘက်ကိုဒီမှာပဲ touch sensitivity ချိန်မယ်ဒီမှာ speed ဖြစ်ထားပြီးပြစ်တာနည်းနည်းတော့အဆင်ပြေတော့ကခိုင်းလို့ခြိုင်လို့မသုံးတဲ့ player တွေတော့ပေါ့နောက်ပြီးတော့ဒါ touch speed ပေါ့ဒီကိုယ့်ရဲ့ဆွဲရောက်စာကိုမြန်လာပြုတ်လာလုပ်ပေးရဒီနည်းနည်းလောက်ထိတိုက်တာနဲ့ touch ကနည်းနည်းအလုပ်ပူမြန်လုပ်ပေးရပေါ့ဒီကောင်လေးကတော့ကျွန်တော်တို့ကိုအခုtravel pool တွေပါတယ်အဲ့လိုမျိုးကြီးမှလည်းပါတယ်အခုကဒီ game ထဲမှာဒီ setting ထဲမှာနေပါတယ်ဒါပေမဲ့ဒီဓာတ်တွေတော့ကျွန်တော်တော့မသုံးဘူးပေါ့ဒီဟာတွေspeed ကကို speed နဲ့ကိုပဲသွားတာဆိုတော့ okay ဂျိုင်းတို့ကတော့ကျွန်တော်ဖွင့်စော်တယ် on ထားတယ်ဒီ horizontal control တွေပါcontrol တွေပါတော့ normal ပဲထားတယ်ပေါ့တော့ spin wheel ထားမယ်ဆိုရှင်ဘယ်လိုသုံးလဲတော့ကျွန်တော်လည်းပြောတတ်sorry spin wheel အောင်ဖြစ်သွားပြီ steering wheel ပြောတာကျွန်တော် normal ပဲထားရတယ်ဒီက impact တွေပါလည်းမသုံး impact တွေဆိုတာ gain တို့ပြောင်းမြတ်နေဟိုဖြစ်တယ်အပေါ်ဂိုင်းတို့ဖုံးအပေါ်ဆောင်းရင်အောက်ရောက်သွားအဲ့လိုမျိုးပြောမယ်အဲ့ဒါလည်းလုံးဝမထားဘူးနောက်ပြီးတော့ဂိုင်းတို့ CCTV ကတော့42ဝန်းကျင်လောက်သွားရပေါ့ဒါကြောင့်သူက horizontal vertical CCTV ကဒီကျွန်တော်တို့ဒီ screen ကိုဟိုဘက်ဒီဘက်ပညာပေါ်ကြည့်ရဒီကောင်ကတော့ကျွန်တော်42လောက်ထားတယ်ဘာလို့လဲဆိုတော့42လောက်ကပညာလောက်ကိုချွေလို့ရတယ်ပေါ်ပညာအဲ့လောက်ပဲတော်ပြီဘာလို့လဲဆိုတော့တရားကြီးတွက်နေနေစင်မပြီးတော့42လောက်ထားတယ်
နောက်ပြီးတော့ ADF ကသူကဘာလဲဆိုတော့ ADF က low zone high zone ADF မှာဒီပဲဒီကောင်တွေကကျ scope ချိန်တာကိုပြောတာဒါ ADF ဆိုတာဒီမှာကျွန်တော်အခုဒီမှာဒီကောင်နဲ့ light ချိန်ယူချိန်တာအဲ့ကောင် ADF ရှိမယ်ပြီးတော့ဒါက low zone ဆိုရင်သူကဒီ scope တွေတုံးတာပေါ့ scope တွေတုံးနေဆိုတာနည်းနည်းဒီထဲမှာဆိုရင်ဒီကောင်ကျွန်တော်တုံးနေရဆိုရင်ဒါUnlight Pro လားမသိဘူးမဟုတ် sorry RO Pro ဒီကောင်ကဒီ scope ကဒီ scope ရဲ့ဒီခိုင်းလို့သုံးမှုပေါ့ကျွန်တော်တို့ကတော့8လောက်ကနည်းနည်းအဆင်ပြေဘာလို့ဆိုတော့လက်ဒီလက်ခိုင်းလို့မှန်းစားဟိုဖြစ်တာဆိုခိုင်းလို့သုံးတာဆိုတော့ကျွန်တော်တို့က8လောက်နဲ့တော့စော့တယ် short စော့လို့လည်းရရပေါ့ဒီဥစ္စာကိုကဒီကောင်ကို short လိုက်မယ်ဆိုရင်တော့တော်တော်လေးတော့sorry ဒီကောင်ထားမလို့တော်တော်လေးကိုလေးလောက်ကိုမလောက်တော့ဒီကောင်ကအဲ့လိုဟိုဖြစ်သွားပြီအဲ့ကြောင့်ဒီကောင်ကကျွန်တော်တို့ကဒါ8လောက်ပဲစော့ရပေါ့ဗျာဒါဥပမာပြောပါဟို0ရှိတော့မလောက်တော့ဆိုတာဘယ်သူမှဆိုသိပါတယ်ဒါပေမဲ့ဟိုအများကြီး short လိုက်တော်တော်လေးသွားရဲဆိုတော့ဟိုဖြစ်သွားလို့ပြီးတော့ slider ရော high zone ဆိုတော့ slider သုံးတယ် slider full scope တို့ဘာလို့နဲ့သုံးတဲ့ဟာကြောကျွန်တော်61လောက်ထားတယ် slider တော့တိတ်တော့မသုံးဖြစ်ဘူး scope ကတော့နီးကပ်ပဲတက်ပြီးတော့ enemy ကို poster ဆိုဒါက gadget က drone တို့ဘာလို့ရဲ့ဟိုကင်မရာတို့ရဲ့သုံးတဲ့ဟာစစ်လောက်ပဲထားတယ်ပြီးတော့ minimum movement the whole sorry ကျွန်တော်တိတ်မဖတ်တော့ဒီကောင်ကဘာလို့လောလဲဆိုတော့ဒီကောင်ကဂိုင်းတို့ကိုနည်းနည်းဖြစ်သွားမယ်နေတွေ့ဟုတ်တယ်တော့ဂိုင်းတို့နည်းနည်းငြိမ်ကျင်တဲ့လူတွေတော့တုံးတဲ့ဥစ္စာပေါ့အဲ့လိုမျိုးပြောချင်တယ်အဲ့တော့တိတ်တော့မကြိုက်ဘူးဒီကောင်0ပဲထားတယ်ပြီးတော့ဂိုင်းတို့ smoothie ပေါ့ smoothie ကတော့နည်းနည်းဟိုပေါ့ကျွန်တော်ဂိုင်းတို့မတုံးဘူးမှစတုံးတဲ့လူတွေပါဆိုရှင်တော့ဟိုကိုကလက်မငြိမ်ဘူးပေါ့အခုကျွန်တော်ဆိုဒီမှာဒီခေါင်းမှာဆိုရင်ခေါင်းမှာပဲချိန်လိုက်နောက်တစ်ယောက်ပြောင်းရင်ခေါင်းမှာပဲအဲ့လိုဂိုင်းတို့ချွေးတဲ့ဥစ္စာကိုကမှန်းနည်းနည်းတော့မှန်းတတ်တာပေါ့ဂိုင်းတို့တုံးနေကြဆိုတော့အဲ့ကြောင့်ဂိုင်းတို့ဥမှစတုံးမဲ့လူဆိုရင်တော့ smoothie ဖွင့်ဆိုတာတော့ကောင်းတယ်ဒီကောင်5ထိရောဟောဖြစ်ပေးထားတယ်ဒီကောင်0.5ဆိုရှင်တော့မစိုးပါဘူး0.5လည်းတုံးလို့ရတယ်0.5 0.3အဲ့လောက်ထားဆိုလို့ရတယ်အကျန်ကိုယ့်ရဲ့ခိုင်းတို့ကချိန်ထားမယ်ဆိုရင်ကိုကလက်ကတုံတက်တဲ့လူဆိုရှင်နည်း smoothie နဲ့ဆိုရှင်နည်းနည်းငြိမ်နေပေါ့ဒါပေမဲ့ကျွန်တော်ဂိုင်းတို့ဟိုပါပေါ့တော်တော်များများလက်ကငြိမ်ပြီးသားဆိုတော့ပြေးဝတုံးရင်တော့ကျွန်တော်တော်တော် short ဆိုရယ်လုံးတော့ဖြောက်မစုပ်ဘူးနည်း20လောက်နဲ့ထားပြီးတော့တုံးတယ်ပေါ့ smoothie လေးနဲ့နည်းနည်းလေးပါရင်တော့ပြီးတော့ဒီကောင် you kind တို့ only one that amy ဒီကောင်ကျတော့ခိုင်းတို့တုံးတဲ့ခါမှာဒီကောင်တော့ပိတ်ထားကောင်းနေပြဖွင့်ထားမကောင်းခိုင်းတို့တုံးတဲ့ခါကျရင်ဘယ်လိုဖြစ်လဲဆိုတော့ test နေမှာဒီ screen ကိုဒီလွတ်တဲ့နေရာပေါ့ကျွန်တော်ရဲ့ဒီ lens အောက်ကဒီလောက်အောက်ကလွတ်တဲ့နေရာကိုလက်ထောက်မှခိုင်းတို့တုံးရဒီတိုင်းဆိုခိုင်းတို့ကမလုံအဲ့ကြောင့်အဲ့ကောင်ကျွန်တော်ခိုင်းတို့အမြဲတုံးတာဆိုတော့အဲ့ကောင်လေးကျွန်တော်ပိတ်စော်တယ်အဲ့ကောင်ပိတ်ထားတော့ကောင်းတယ်ခိုင်းတို့တုံးမယ်ဆိုရင်တော့ vertical tab amy ကကျွန်တော်ဖွင့်လာတယ်ကျွန်တော်ဘာလို့လဲကျွန်တော်ဘာလို့လုပ်လို့လဲကျွန်တော်မသိမတိရများတယ်ကျွန်တော်ရှင်းပြတယ်စိုးတော့မစိုးဩခဏအော်ဒီကောင်ဂိုင်းတို့က तू ကဂိုင်းတို့အဲ့ကောင်ပိတ်လိုက်မယ်ဆိုရင် तू ကအောက်ကိုဂိုင်းတို့ဆွဲလို့အဆင်မပြေဘူးကြခဏ test ထောက်လိုက်မယ်ဆိုလို့ရှိရင် तू ကဂိုင်းတို့ကအောက်မရောက်တော့အောက်ကိုကြည့်လို့မရတော့အဲ့ကြောင့်ဒီကောင်ကပိတ်ထားကောင်းတယ်ကို test ထောက်တဲ့အချိန်မှာဂိုင်းတို့ကြီးအောက်မရောက်ဘဲနဲ့ကိုအပေါ်ပဲမြောက်သွားမှာအဲ့ကြောင့်နည်းနည်းအဆင်မပြေဘူးဒီကောင်တော့ပိတ်ထားကောင်းတယ်sorry လက်ကတန်းနေပြီအဲ့ဒီကောင်ပိတ်ထားsorry ဒီကောင်ဖွင့်ထားကောင်းတယ်နောက်ပြီးတော့ဒါ controller အတွက်ဒီ stability မှာတော့စက်တိုက်တွေကကျတော့ဒီကျွန်တော်တို့ဒီ operator တွေဒီ announce လုပ်ပေးတဲ့ဟာတွေအဲ့လိုမျိုးဟာတွေအတန်တွေကိုစက်တိုက်တွေထိုးပြရအဲ့မလိုဘူးပေါ့အဲ့ပိတ်ထားတယ်နောက်ပြီးတော့ဒီကောင် operator 1ကကျတော့ तू ကအမြဲတမ်းဖွင့်ထားမလားဒါမှမဟုတ်ဟိုပါပေါ့ operator အတစ်တွေတော့ပဲဖွင့်မလားပေါ့ तू ကဘာလုပ်ပေးရလဲဆိုတော့ operator တယောက်ကိုဘယ်လိုသုံးရလဲဆိုတော့ ရှင်းပြပေးရအဲ့ဒါကြောပွဲစားရင် तू ရှင်းပြပေးပြီးနောက်မှဘယ်ဘက်မှာစာတိုင်းနဲ့အဲ့ဒါကြောကျွန်တော်ပိတ်ထားလိုက်တယ်ကျွန်တော် operator တော်တော်များများနည်းနည်းတော့ရင်းနှီးနေပြီပေါ့အဲ့ကြောဘယ်လိုလုပ်လိုက်လဲဆိုတော့နည်းနည်းတော့သိတယ်
တကယ်လို့အခုမှဆောက်တဲ့လူဆိုရင်တကယ်လို့ operator ကိုမတိသေးဘူးဆိုရင် new only နဲ့ထားဆောက်လို့လည်းရတယ် new only ဆိုရင်ကိုဝယ်လိုက်တဲ့ operator အစ်စ်ကိုပဲပြပေးမှာအဟောင်းနေဆိုရင်သူကမပြပေးဘူးဘယ်လိုလဲဆိုတာ display မပေးတော့ဘူးနောက်တစ်ခုက show operator name ဂိမ်းနဲ့သူက operator ရဲ့ name တွေပေါ့အခုကျွန်တော်ဘက်မှာအတက်က round ဆိုရင်ဘယ်သူလဲပေါ့တက်ရှာတို့s တို့ဟာပါနာတို့ဘာလို့အဲ့လိုမျိုးသူကကိုယ့်ရဲ့ဟိုပေါ့တင်းမေးရဲ့နာမည်လေးတွေကိုအောက်လေးမှာပြပေးနေမှာအဲ့ကောင်ကဖွင့်ဆော့ရင်တော့ကောင်းတယ်အခုကျွန်တော်တင်းမှာအခုဟိုဗျာတက်ရှာနဲ့ဟာပါနာ2ယောက်တွဲတယ်ပေါ့ဗျာဥပမာပေါ့enemy ရဲ့ဒီတန်နေရနေပေါ့ဗျာလျှက်စစ်တန်နေရတွေကိုဖွင့်ကျင်နေဆိုရင်2ယောက်တွဲမယ်ပေါ့တကယ်တော့ကိုက response ပေါ်တဲ့နေရာတယောက်တနေရာဖြစ်နေရဆိုရင်ကို teammate ကတက်ရှာကဘယ်နားမှလဲဆိုတော့သိကျင်တဲ့အချိန်ကျော်နာမည်လိုက်ရှာလိုက်တယ်ဟောဒီမှာတက်ရှာဟိုဘက်ရှမ်းမှာဆိုရင်သူကတက်ရှာဘက်ကိုလိုက်ပြီးတော့သူနဲ့2ယောက်တွဲဆော့တာအဲ့လိုမျိုးကိုအဲ့လိုမျိုးတွဲဆော့ကြပါ2ယောက်တွဲဆော့တဲ့ operator ဒါလေးတော့ဖွင့်ထားရင်တော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့ပိတ်ဆော့ရပဲကျွန်တော်ကိုဖွင့်ရမယ့်နေရာတွေပါကြီးကဟို enemy ရဲ့ site တွေပါကြီးကနည်းနည်းတော့တိတော့အခုတက်ရှာဘယ်ကိုသွားမလဲဆိုရင်ကိုကခမန်းမိနေပြီဒီoperator ဘယ်နားမှာဘယ်လိုမျိုးလုံနိုင်မယ်ဆိုတော့သိရအဲ့ကြောင့်ကိုကကြိုသွားထားလိုက်တာကိုတင်မိတ်ကပြီးရင်လိုက်လာဒါမှမဟုတ်ကိုတင်မိတ်ကကြိုရောက်နေလဲကိုကနောက်ကရောက်လာအဲ့လိုမျိုးနည်းနည်းတော့ဒါကတော့အဲ့လိုမျိုးပေါ့အခုကဆောက်တဲ့လူဆိုတော့ဖွင့်ထားတင်တယ်ပေါ့ operator နည်းနည်းချိတ်ဆက်မိရပေါ့ဒါ audio compact ကတော့ဒီကျွန်တော်တို့တန်လိုက်မြောင်ဟိုပေါ့ဟိုအရှိနောက်တောင်မြောက်ပြပြီးရဒီကောင်တော့ဖွင့်ထားတယ်တုံးတယ်ဒါ display armor ကြီးဖြည့်တာကို reload ကိုပြပြီး screen မှာကိုကြီးဖြည့်တဲ့ချိန်ကျရင်ကြီးကုန်းနဲ့ပြစ်တဲ့အချိန်တို့ကြီးဖြည့်တဲ့အချိန်ကျရင်ကြီးပန်တော့ပါကြဆိုတော့အလယ်မှာပြပြီးအဲ့ကောင်လေးကတော့ကျွန်တော်ပိတ်ထားတယ်ဥပမာပြပေးရမယ်ဆိုရင်ဒီမှာဒါကလူတိုင်းကဖွင့်ထားပါတယ်ဒီမှာကြီးကုန်းသွားတာကြီးဖြည့်တာပြပြီးကျွန်တော်ကတော့အဲ့ကောင်နည်းနည်းလေးမျိုးလုံးနဲ့ရှုပ်နေလို့ကျွန်တော်ပိတ်စော်ဒီဟာကြတော့ကောင်းနေပြီ display the crosshair သူကဟိုစန်တာဒီအလဲမှာဒီအဆက်ကလေးပေါ်ပြီးဒီမှာဆိုလို့ချင်းဒီမှာအဆက်ကလေးအလဲတက်မှာအဆက်ဖြူလေးပေါ့အဲ့ဒါတော့နည်းနည်းကောင်းတယ်သူကဒါပေမဲ့အဆက်မထည့်လေဘေးနားမှာအချောင်းလေးရပေါ်နေမှာပဲဒီမှာအချောင်းလေးလေးချောင်းပေါ်နေပြီးစကုတ်ရှိရင်လည်းဒီမှာစကုတ်ရဲ့အဆက်ပေါ်မယ်ကြီးဖြည့်တဲ့အချိန်ကျရင်လည်းအဆက်ကလေးရပေါ်မယ်ကျွန်တော်ကတော့ပိတ်ဆော်ရပြဒါပေမဲ့အကောင်ဖွင့်ဆော်တာကြိုက်တယ်ဆိုရင်လည်းဖွင့်ဆော်လို့ရတယ်ကျွန်တော်ဟိုဂိမ်းကြီးချူတာဂိမ်းကြီးတော်များများဆိုလေအဲ့လိုအဆက်ကလေးပါတတ်တယ်ကျွန်တော်ဒီနည်းနည်းရှင်းအောင်လို့ပေါ့ကျွန်တော်အိမ်ကိုလိုချင်တဲ့နေရာကိုမှန်းကြည့်တယ်ဒီအဆက်နဲ့လိုက်ထောက်ပြီးတော့မကြည့်တော့ဘူးပေါ့မျက်လုံးနဲ့လည်းရှုပ်တယ်သေးတော့သေးပါဒါပေမဲ့မျက်လုံးနဲ့ကိုယ့်အကိုရှုပ်နေအဲ့ကြတော့ကိုမှန်းတဲ့နေရာကိုပဲပြည့်ရှင်တာဆိုတော့အဲ့အဆက်ကိုတော့ပိတ်ထားလိုက်တယ်အဆက်လည်းတိတ်ကြီးဖြစ်တာမို့တော့ဒါ operator ရဲ့အရှောင်းနေဒါကြောင့်ကျွန်တော်တို့ရဲ့ teammate ရဲ့အရှောင်းပေါ့ teammate ရောကတော့blue ဒီအပြာပဲပေါ့ဒီငကိုတိုင်းပဲထားထားတယ်အရောင်မပြောင်းတော့ဘူး teammate ရောင်တင်းရောင်ပေါ့ enemy ရောင်ကြောက်တော်များများ rust ထားဆိုရယ်ပေါ့ rust အနီရောင်ကြီးထားကြများတယ်အနီရောင်တော့ကျွန်တော်မျက်လုံးနဲ့တိတ်တော့ enemy ကိုမရှင်းဘူးတော့ထင်တယ်မမြင်ရဘူးပေါ့မှောင်တဲ့အချိန်တွေပါတယ်အများစုစော့ကြတာတော့ဒီ green ကိုစော့ကြ green ကတော်တော်လေးကိုကျွန်တော်လေးစော့ရယ် green က enemy ကိုတော်ဟိုပေါ့မြင်နိုင်တယ်ပေါ့ဟိုပေါ့အပေါက်လေးရာအစားဒီ green ရဲ့အရောင်ကတော်တော်လေးကိုမြင်ရတယ် enemy ကိုတုံတည်ထားမိနိုင်တယ် green ကတော့ကောင်းတယ်ဟိုပါပေါ့တကူတော့အရောင်တော်တောက်တယ် enemy မှာပေါ့ green ကကျွန်တော်ကအရင်ကတော့ထားဆိုရယ်အခုကကျွန်တော်ဆိုင်ရန်နဲ့ပဲထားဆိုရယ်ဘာလို့ဆိုတော့အရောင်က enemy မှာခဏကူမှာတကူလုံးကိုစိမ့်တောက်နေတော့ကျွန်တော်ပြစ်တဲ့ချိန်ရောက်ရှင်မျက်လုံးကဒီခေါင်းနဲ့ခန္ဓာကိုယ်နဲ့မရှင်းတော့ဒီတကူလုံးကစိမ့်နေတာဆိုတော့သူထိုင်လိုက်ထားလိုက်လှုပ်လိုက်တဲ့ချိန်အဲ့မျက်လုံးကချုပ်သွားပြီအဲ့ကျတော့ enemy ရဲ့ခေါင်းအောင်ပြစ်ဖို့ကမလွယ်ဘူးအဲ့ကျဆိုင်ရန်လောက်ကိုထားထားတယ်ဆိုင်ရန်ကျတော့သူက green လောက်ပဲသွားပြီးတော့အရောင်တော့ဟတ်တယ်ဒါပေမဲ့ခေါင်းတွေပါခန္ဓာကိုယ်တွေမှာကျတော့နည်းနည်းအရောင်လေးကမိတ်နေအဲ့ကျတော့သူကခန္ဓာကိုယ်တော့ခွဲခြားလို့တော့ရတယ်အဲ့လိုပြရတာတော့ဒါကတော့ကိုကြိုက်တဲ့အရောင်ပေါ့ကိုမျက်လုံးထဲမှာကိုဟိုကာလာဟိုဖြစ်တာပေါ့ဗျာမြင်နိုင်တာကိုထားပေါ့ဒါပေမဲ့ green ကတော့ပို့ပြီးတော့ထားဆော့စီနေပေါ့ green ကတော့မြင်တော်တော်လေးကိုတော့ရှင်းဟိုဖြစ်တယ် enemy ကိုမြင်နိုင်တယ်ဆိုင်ရန်လည်းထားဆော့လို့ရတယ်နောက်တစ်ခုပါထားလို့ရလေဆိုတော့ဒီကောင်းလားမသိဘူးဗျဒီကျွန်တော်ဒီဆိုင်ရန်ထားတာများဆိုင်ရန်တော့ပဲသုံးတာnavigation ထဲမှာကျတော့
ဒီဟာကတော့ပုံမှန်ပါပဲဘာမှတော့ပြောင်းမထားဘူးဒီအစတဲ့ဥစ္စာရပင်မာကထောက်တိုင်းပါလေအားရထဲမှာဒီ Nova stat ဒီ Nova stat ဒီပင်ဘယ်လောက်ရှိလဲဆိုတာကြည့်ရင်လို့အဲ့လိုမျိုးဒီဥစ္စာတွေတော့ဖွင့်ထားတယ် Nova ရဲ့ show ဟိုပြအောင်လို့အောက်ဥစ္စာရောဒီတိုင်းပဲ audio မှာကျတော့ကျွန်တော် music ကိုလုံးဝပိတ်ထားတယ် music ကin game ထဲမှာတော့ music ပေါ်လာတော့ကျွန်တော်လည်းမသိဘူးဆိုဒါပေမဲ့ in game ထဲမှာ music မပါတော့ဘူးဒါပေမဲ့ lobby တို့ဘာလို့မှာတော့ကျွန်တော်နားမထောင်ချင်လို့ပိတ်ထားတယ် sound effect volume ကတော့ချော့ထားတယ်ပေါ့ဒီပြစ်တာခတ်တာရဲ့အတန်တွေနောက်ပြီးတော့ခြေတံတို့ဘာလို့အဲ့လိုမျိုးတွေရှိမယ်လေကျွန်တော်တော့မသိဒါပေမဲ့တိုးထားတယ်ကျွန်တော် master volume တင်ထားဆိုတော့ master volume ကနေတော်တော်များများပါတယ်လို့ထင်တာပဲပြီးတော့ menu sound ကတော့တိုးထားတယ်ဒီတော့နောက်စာ dialogue တွေအဲ့လို operator dialogue တွေကြောနည်းနည်းshort ထားတယ်လုံးကြီးလည်းပိတ်မစော့ချင်ဘူးညဘာလို့ဆိုတော့တချို့ operator တွေအဲ့လိုမျိုးဟိုထောက် trust meter တို့ဘာလို့ဆိုရင်အတန်တွေပါထွက်တယ်ကြီးဖြည့်တာတို့ကဲတာတို့အဲ့လိုမျိုးကြာရင် enemy ရဲ့ operator တွေပါပြီးမှအတန်ကြားရတယ်အရောက်ရှင်ကိုကတတိထားမိရဲ့အဲ့ကြောင့်ဒါတော့နည်းနည်းတော့ဖွင့်စော်တယ်ဒီ dialogue တွေတော့နည်းနည်းတော့ထည့်စော်တယ်တခါကြောက်ရှင် reload ဒီဆိုရောorder ပါရှိတယ် teammate order ပါteammate ကပြောလိုက်ပါတော့အဲ့လို reload တွေပါဖြည့်လိုက်ပါတော့မပြောဘူးပေါ့ဒါပေမဲ့တခါအဲ့လိုမျိုးတချို့အတန်လေးပါလေးတီးကျင်လို့အဲ့ကောင်လေးရောနည်းနည်းတော့ထည့်စော်တယ်နောက်ပြီးတော့ကျွန်တော်ဒီ mix မှာရော speaker သုံးတယ် audio mix မှာဘာလို့ဆိုတော့ကျွန်တော်နှစ်ချက်မသုံးတာအကြောင်းရင်းရတယ်ကျွန်တော်ဖိုးကနှစ်ချက်သုံးလို့မရပါဘူးနှစ်ချက်ပေါက်က error ဖြစ်တယ်အကြောင်းကျွန်တော်နှစ်ချက်မသုံးဘဲစော့နေရဆိုတော့ speaker နဲ့ပဲထားစော်တယ်နောက်enemy stat sound တွေပါဖွင့်ထားတယ် voice chat လည်းဖွင့်ထားတယ် voice chat ဖွင့်ထားပါတယ်ဒါပေမဲ့ teammate စော့မဲ့လူ teammate ကမရှိ public က teammate နဲ့လည်းတိတ်ပြီးတော့ voice chat ကတော့မသုံးဖြစ်ဘူးဖွင့်ထားပါတယ်ဒါ incoming voice chat ဒါကြောင့်ကျွန်တော်တို့ပြောတဲ့အတန်တွေကြားချင်တဲ့အတန်တွေကိုနည်းတော့တကွက်စီတော့ထားထားပေါ့ကိုပြောတဲ့အတန်တွေပါ graphic မှာကျတော့ကျွန်တော် media နဲ့စော့တယ်ဗျကျွန်တော် graphic ကကျွန်တော် training ground နဲ့မှာတင်လို့မရအောင်ကျွန်တော် ultra တင်လို့ရမယ်ပြီးတော့ဒီ frame rate ကိုကျတော့120ထိရတယ်120ထိရတယ်ဆိုပေမဲ့ကျွန်တော်မစော့ပါဘူး60နဲ့ပဲစော့ပါပဲ120နဲ့ပါဟိုဟာ120ကျော် battery အားကုန်တာလည်းမြန်တယ်ဒါပေမဲ့120နဲ့တော့တော်တော်လေးကို smooth ဖြစ်တယ်ဗျပြည့်ရတာတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်60နဲ့ပဲဖြည်းဖြည်းပဲစော့ရပေါ့အဲ့လို ACC ပဲဟွာပဲဖြစ်တယ်120ထားစော့ရင်တော့တော်တော်လေးကိုတော့မိုက်တယ်ဒါကြောင့် frame rate limit ကကြောသူက60ဒီကောင်ကတော့60ပဲအဲ့ဒါ60ထားလိုက်တယ် graphic က media လောက်ပဲထားလိုက်တယ်နည်းနည်းပြည့်ရ smooth ဖြစ်အောင်လို့ပြီးတော့120ဆိုရင်ကျွန်တော်ဖုန်းလည်းနည်းနည်းပူတာမှကြောက်လို့အဲ့ဒါကြောင့်တိတ်မသုံးတာပေါ့ဖုန်းနည်းနည်းထိခိုက်မှာဆိုလို့ field of view ကြတော့သူ60လောက်ဆိုရင်ကောင်းတယ်ဗျ60လောက်ဆိုရင်ကောင်းတယ် screen အဲ့လိုဟိုတော်တော်လေးကို zoom ဆွဲပေးအဲ့လိုမျိုးတော်တော်လေးကိုမြင်ပြီးတော့ scope ပြရတယ်တော်တော်လေးကောင်းတယ် zoom ကောင်းတယ်ပေါ့အဲ့60လောက်ဆိုရင်အဲ့မှာ field of view မှာကျွန်တော်အဲ့ကြော80လောက်ပဲထားစော်ရယ်တချို့ကျတော့ဒီကျွန်တော် Call of Duty တို့ဘာလို့အဲ့လိုမျိုးစော့တဲ့ player တွေရော90နဲ့စော့ကြပါသူကလုံးဝ screen ကိုအကျယ်ကြီးမြင်အောင်လို့90လောက်ထားစော်ရယ် screen အကျယ်ကြီးရော zone နဲ့ဝေးသွားရယ်ဗျ enemy ကိုလှမ်းပြီးကြည့်ဖို့ကနည်းနည်းတော့ခက်တယ်ဒါပေမဲ့တော်များများကဒီမှာလာစော့ရတော်များများ Call of Duty အဲ့လို player တွေလည်းများတော့ဒီ90လောက်ပဲထားစော့ကြရယ်ဗျသူက view ကိုအဲ့ field of view ကို90လောက်ထိကြည့်ကြ zone တော်တော်လေးကိုဝေးစော့ကြကောင်းတော့ကောင်းပါလေ90လောက်နဲ့ဒါပေမဲ့ကျွန်တော်တို့ကပြည့်ရတာအနီးကပ်တွေပါပဲ poster ဆို enemy ကိုအဲ့လိုမျိုးအိမ်နေပါဟိုဖြစ်တာဆိုတော့80လောက်နဲ့ပဲစော့ရပေါ့ကင်မရာတုံးကတော့90လောက်ထားဆိုရင်ကြည်ကြမြင်ရင်လည်းကြော်အနေ analyzing တွေဒီဘလူးတွေကြော်ပိတ်ထားတယ်ဒီကောင်တွေကဒီကျွန်တော်ရုပ်ထွက်ကိုဟိုဖြစ်ပေးရပေါ့ဒါပေမဲ့ဒီထဲမှာပြဿနာသိမရှိဘူးဗျအဲ့လိုမျိုး error အဲ့လိုမျိုးဒီ frame rate တရားကွာတာမရှိဘူးအဲ့ကြောင့်ဒီအနေ analyzing ကဖွင့်စော့တရားမလို့တော့ထင်တာပဲကျွန်တော်ပိတ်စော့ရယ်ဘလူးကကြော်လည်းပိတ်စော့ရယ်ဒီoperator ရဲ့ဒီရုပ်ထွက်ကိုကြည်အောင်လို့ပေါ့လှုပ်ရှားမှုတွေအဲ့ဒါလေးတိတ်တော့ဟိုပိတ်ထားလိုက်တယ်ပြီးတော့ကိုပြစ်လိုက်မယ်ဆိုရှင်ဒီတွေးရောင်ပေါ့တွေးရောင်ဘယ်ရောင်ထားမလဲပေါ့
green black တို့ပါတော့ဒါပေမဲ့ကျွန်တော်တွေးရတော့အဲ့လောက်မကြည့်ဘူး default နဲ့ပဲဆိုတော့သူကအနီထွက်ရှင်တော့ over ထွက်ရှင်တော့တိတ်တော့မကြည့်ဖြစ်ဘူးတွေးရတော့ဒီ default နဲ့ပဲထားတယ် okay အဲ့ဆိုရင်ဘရာလာဆိုဘယ်လိုစော့ကြလဲဗျတခုဟိုဖြစ်ကျွန်တော်ထဲမှာဒီခုထားရတဲ့ထဲမှာ sim ပီယာလေးရှိကြတော့ပါလို့ဆိုလဲကျွန်တော်ပြန်ပြီးတော့တင် ကြားပေးလို့ရပါတယ်ဗီဒီယိုကဒီလောက်ပါပဲ